ဒီအပိုင်းလေးမစခင်မှာဘလူတို့ကျွန်တော်တစ်ချက်တောင်းမှထားခြင်းပါတယ်ကျွန်တော်က9 to 5အလုပ်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်အချိန်သိမ့်မရလို့ဗီဒီယိုတွေမှာလိုအပ်ချက်ရှိနေတာဆိုတာကိုလည်းကျွန်တော်သိပါတယ်တချို့ကလည်းအရန်လောနေလို့ကျွန်တော်ကအမြန်တင်ပေးရတာပါအဲ့ဒါကြောင့်အမှားတချို့လည်းပါလိမ့်မယ်ဗျနောက်ဗီဒီယိုတွေမှာလည်းပြင်နိုင်တဲ့လောက်ပြင်ဆင်ပြီးမှတင်ပေးပါမယ်လို့ပြောချင်ပါတယ်အားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျအရင်ပိုင်းမှာတော့ကြော်ကြီးကအကုန်လုံးကိုအနိုင်ပိုင်းပြီးပြင်းနေတဲ့အချိန်မှာပဲပြင်းထန်တဲ့အချိန်ဝါကြီးထွက်လာတာကိုသူတွေးလိုက်ရပါတယ်ကြော်ကြီးကတော့အကြောင်းရင်းကဘာပဲဖြစ်ဖြစ်တေချာတခုကတော့ငါပြင်းစရာမလိုတော့ဘူးလို့တွေးနေတာပါအဝေးကအချိန်ဝါကလည်းသူ့ကိုတတိမထားမိပဲရှိနေသေးပါဒါကိုပဲသူကသဘောကျမိနေတာပါထိုင်ဆောင်နေရတာကလူတဘာဝနဲ့မကိုင်းညီဘူးလေလို့ဆိုလိုက်ရင်ရှုံးနေသွားသူတွေအလောင်းပုံကြီးပေါ်ကနေသူထားရက်လိုက်ပါတယ်နှုတ်ခမ်းဖျားမှလည်းအပြုံးဖြော့ဖြော့လေးတခုကပေါ်လာပါတယ်ပြီးတော့အဲ့ဒီအချိန်ဝါလာရဘက်စီကိုယုံကြည်မှုအပြည့်နဲ့အေးအေးဆေးဆေးပဲရှောက်လန်းသွားပါတော့တယ်တစ်ဖက်ကလိုက်ကာတို့အဖွဲ့ရှိရနေရမှာတော့ဆလီနာကအရင်ဆုံးစတင်လှုပ်ရှားလိုက်ပါတယ်သူမဟာရှိသမျှအားရင်းနဲ့အကုန်သုံးပြီးကြောက်ဘလူးကြီးရဲ့ခဏကိုအရှိန်နဲ့ခုတ်ဖြတ်လိုက်တာပါထိခိုက်တာအရေးကျလောင်လှပေမဲ့ဘလူးကြီးကတော့လှုပ်တော့မလှုပ်ပါဘူးဆလီနာတယောက်မယုံကြည်နိုင်တဲ့မျက်နှာထားနဲ့နောက်ကိုရိုင်လဲကျသွားပါတယ်နောက်တစ်ယောက်ဖြစ်တဲ့ရေမွန်ကလည်းသူ့ရဲ့တိုင်းကနေရှေ့တန်းဝင်ပြီးရှိသမျှအားအင်းနဲ့တိုးဝင်တိုက်ခိုက်လိုက်ပြန်ပါတယ်တိုက်ခိုက်လိုက်ပေမဲ့ကြောက်ဘလူးကြီးကတော့အေးဆေးပါပဲအဲ့ဒီအစားပြန်ကန်ထွက်လာတဲ့အချိန်ကြောင့်ရေမွန်ရဲ့လက်မောင်းတွေကတော့နာကျင်သွားရပါတယ်အဲ့ဒီအချိန်မှာပဲလိုက်ကရှေ့ကိုတက်လာပါတယ်သူမရဲ့ဓာတ်တွေပေါ်မှာလက်စီးတွေဖုံးအုပ်ပြီးအာယုံကိုအစွမ်းကုန်စူးစီးလိုက်ပါတယ်သူမကအာရင်တက်တက်နဲ့တိုက်တာမဟုတ်ဘူးတိကျတဲ့ပြစ်မှတ်ကိုပဲဥတီလိုက်တာပါသူမရဲ့ဓာတ်ချက်ကြောင့်ပဲဘလူးကြီးရဲ့လက်မောင်းပေါ်မှာတော့အစင်းရလေးတစ်ခုဖြစ်သွားစေပါတယ်လိုက်ကချက်ချင်းပဲသဘောပေါက်သွားပါတယ်ချင်းနှစ်ပွင့်အဆင့်ရှိတဲ့သူတွေမှသာဒီကောင်ကြီးကိုအနာစာပေးနိုင်မယ်ဆိုတော့ပါသူမရဲ့အဖွဲ့သားတွေရဲ့အင်အားကဒီမှာကြောလာတဲ့အပေါ်ရန်လွှာဖောက်ထွင်းမှုမလုံလောက်ဘူးဆိုတာသူကသိပါတယ်အဲ့ဒီအချိန်မှာပဲလန်ကတ်ကသူမကိုပါဆက်လုပ်ရမလဲဆိုတဲ့အကြည့်နဲ့ကြီးလိုက်တဲ့အခါလိုက်ကပြတ်သားတဲ့အမူအရာနဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သူမကဘလူးကြီးကိုအာယုံလွှဲထားပေးပြီးသူတို့တွေကိုတော့ဆုတ်ခွာခိုင်းလိုက်တာပါဒါကိုလန်ကတ်ကချက်ချင်းငင်းဆန်ခဲ့ပါတယ်သူမကိုထားခဲ့ဖို့ဆိုတာသူတို့အတွက်မဖြစ်နိုင်တဲ့အရာပါရေမွန်ကလည်းလက်မောင်းတွေနာကျင်နေတဲ့ဂျားတွေကနေငါတို့မှဒီကောင်အတန်ရရအောင်လုပ်နိုင်တဲ့အစွမ်းမရှိပေမဲ့လမ်းကြောင်းတွေကိုတော့ဖွင့်ပေးနိုင်ပါတယ်လို့ပြန်ပြောပါတယ်စူပေါင်းလှုပ်ဆောင်လိုက်ရင်အင်အားမမျှလည်းအနေငယ်ထိန်းထားနိုင်မယ်လို့သူတို့ကယုံကြည်နေတာပါဆယ်လီနာကလည်းအချိန်ကတိုက်ခတ်လိုက်တဲ့အာယုံလွှဲတာတွေအတုံးဝင်မှာပါလို့ထောက်ခံလိုက်ပါတယ်သူတို့ရဲ့ခိုင်မာတဲ့စိတ်တဲ့ကြောင့်လိုက်ကာရဲ့မျက်နှာအနေငယ်ပြောင်းလဲသွားပြီးသူတို့သူမကိုပြင်မထားကြဘူးလေဆိုပြီးခဏအကြာမှာတော့သူမကောင်းချင်းပြလိုက်ပါတယ်ဒါသွားတွေပေါ်မှာလှည့်စီးတွေပြန်လဲစူးစီးလိုက်ပါတယ်ရေမွန်ကတိုင်းကောက်အသေးချာအားပြုထားပြီးပြင်ဆင်ထားပါတယ်လန်ကင်းနဲ့ဆလီနာတို့ကလည်းအခွင့်အရေးရနဲ့တိုက်ခိုက်ဖို့အစင်းသင်းပြင်လိုက်ကြပါတယ်လိုက်ကာကသူကအရင်ဆုံးစတင်လိုက်ပါတယ်ဘလူးကြီးကတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့အေယာမလက်မောင်းကြီးနဲ့သူမကိုဝှေ့ရမ်းရိုက်ပုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရေမွန်ကလမ်းကြောင်းထဲကိုခုန်ဝင်လိုက်ပြီးဒိုင်းနဲ့ခုခံကာကွယ်ပေးလိုက်ပါတယ်အချိန်ကပြင်းထန်လွန်းလာကြသူဟာနောက်ကိုလွင့်စင်လိုနီးပါဖြစ်ပေမဲ့မြေကြီးကိုဖနက်နဲ့ကုတ်တွယ်ပြီးအသေးအတန်တောက်ခံထားပါတယ်ဒီပြိုင်နယ်ထဲမှာပဲလန်ကင်းနဲ့ဆလီနာတို့ကဘေးတစ်ဖက်တစ်ချက်ကနေတိုက်ခိုက်ကြပါတယ်သူတို့ရဲ့တိုက်ချက်တွေကကြောက်တုံးတွေကိုမခွဲနိုင်ပေမဲ့ဘလူးကြီးကိုအာယုံလွှဲဖို့တော့အောင်မြင်သွားပါတယ်အဲ့ဒီခဏတာအချိန်လေးရပဲလုံလောက်သွားခဲ့တာပါလိုက်ကာကဘလူးကြီးရဲ့အနောက်ကိုလှည့်မြန်သွားရောက်သွားပြီးသူ့မှာကြံရှိသမျှစွမ်းအားတွေအားလုံးစူးစီးကနောက်ဆုံးနီးပြူဖြစ်တဲ့ကောင်းကင်ဘုံမိုးကျုံနဲ့အပြည့်အသက်တိုက်ခိုက်လိုက်ပါတော့တယ်တိုက်ချက်ထိမှန်သွားတဲ့အခါမျက်လုံးကျင်းတော့တဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားပြီးတောအုပ်တစ်ခုလုံးတုန်ခါသွားပါတယ်ပတ်ဝန်းကျင်ကတစ်ပင်တွေဟာလည်းလေလိုင်းတန်းကြောင့်ကွေးညှို့ကုန်ပါတယ်ဖုံဖုံတွေငြိမ်ကျသွားတဲ့အခါမှာတော့တိတ်ဆိတ်ခြင်းအကြီးဆိုးသွားပါတယ်လန်ကစ်ကအားကုန်ပြီးလက်ကျလူနီးပါဖြစ်နေတဲ့လိုက်ကားစီကိုအမြန်ပြေးဝင်သွားပြီးဖန်ထိန်လိုက်ပါတယ်သူမမှာဒဏ်ရာမရပြီမစွန့်အင်းနေရတော့လုံးဝကုန်ခန်းသွားပါပြီသူမရဲ့ခန္ဓာကိုယ်ထဲမှာစွန့်အင်းနေမရှိတော့တဲ့အတွက်ဆလီနာကတော့အန်ကျိတ်ပြီးတောင်းခံထားတဲ့ရီမွန်ကိုကူတွဲပေးလိုက်ပါတယ်လိုက်ကာကသူတို့ဆုတ်ခွာဖို့အမိန်ပေးဖို့ပြေးနေတော့မှာပဲသူမရဲ့မျက်လုံးတွေပြူးကျဲသွားပါတယ်ဖိနေထားတဲ့အချိန်ကရက်ပြောက်ွယ်မသွားသေးပါဘူးဘသူမှတတိမထားမိခင်လေးမှာပဲသူမလန်ကစ်ကိုဘေးကိုတွန်းထုတ်လိုက်ပါတယ်လိုက်ကတရားဟန်ချက်မညီခင်မှာပဲအေယာမကြောက်လက်ကြီးကသူမကိုဖမ်းချုပ်လိုက်ပါပြီဘလူးကြီးကသူမကိုအယုတ်တရုတ်လိုအသားအရာကောင်းမားလိုက်ပါတယ်ကောင်းကင်ဘုံမိုးချိုရဲ့ပြင်းထန်တဲ့တံကိုခံစားရတာတော့ဒီကောင်ကဘလူးလုံးမတိတ်ရက်နေနိုင်သေးရလေလို့စနီနာကတော့ကြောင်ကြည့်နေပါတယ်လန်ကစ်ကတော့ကြောက်စိတ်တွေဖုံးလန်းသွားပြီးဘာမှမစင်းစားပဲလှန်ကိုကင်ပြီးရှေ့ကိုတွန်းဝင်သွားပြီမဲ့ဘလူးကြီးကလိုက်ကာရဲ့ခဏကိုလူသားတိုင်းဖြစ်သူတို့ကြားထဲမှာကာလိုက်ပါတယ်လန်ကစ်တယောက်ထိတ်လန့်သွားပြီးခြေလန်းတွေရက်တန့်သွားပါတော့တယ်အားလုံးကမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲတောအုပ်ကြီးတွေကနေအတန်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကအေယာမတစ်လုံးကြီးတစ်လုံးလေးပေါ်မှာဝဲပြီးသူတို့စီကိုအရှိန်နဲ့ပြန်တန်းလာတာပါအေယာမတစ်တုံးကြီးကကြောက်ဘလူးကြီးကိုအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင်လိုက်တဲ့ကြောင့်ကြောက်တုံးတွေကွဲသွားပြီးဘလူးကြီးလည်းရိမ့်ငိုင်သွားပါတယ်အဲ့ဒီအခါမှာပဲလိုက်ကလွတ်ထွက်သွားပြီးမြေပေါ်မချခင်မှာပဲလန်ကစ်ကအမိဖမ်းပေးထားကဘေကင်းရောက်ဆွဲခေါ်သွားကြပါတယ်ဝေဝါးဝါဖြစ်နေတဲ့လိုက်ကတယောက်ဘာဖြစ်သွားလဲဆိုတော့ကြည်လိုက်တဲ့အချိန်မှာသူမအကျွမ်းဝင်ရှိတဲ့အချိန်ဝါတစ်ခုကိုခံစားလိုက်ရပါတယ်အဲ့ဒါကတော့တစ်ပင်တွေကြားထဲကနေကြော်ကြီးထွက်လာတာပါသူဟာလိုက်ကာတို့စီကိုအပြေးလောသားတာမျိုးမလုပ်ပဲအေးရမကြောက်ဘလူးကြီးကိုပဲစိုက်ကြည့်နေတာပါသူ့ရဲ့မျက်နှာမှာစိတ်ဝင်စားတဲ့တခုတွေးလိုက်ရတယ်လို့ကျင်းနေတဲ့အပြုံးလေးတခုပေါ်လာပါတယ်လွန်ခဲ့တဲ့မိနစ်ပိုင်းရတယ်ကောင်းကင်ရမှာလှည့်စီးမိုးတွေလက်သွားတော့မြင်လိုက်ကြတယ်ဒါဟာလိုက်ကာတို့အဖွဲ့အကျဲ3ဝင်းအဆင့်ဘလူးနဲ့တိုးနေပြီဆိုတော့သူရိမ့်မိခဲ့တာပါကြော်ကြီးကတောအုပ်ထဲမှာအပြေးသွားရင်းနဲ့တစ်ပင်ဝေးတစ်ပင်ကိုတွေ့ရကြောင်းအမြစ်ကနေဆွဲနှုတ်လိုက်ပါတယ်အင်အားကိုတက်တက်မဲ့မဖြုံးတီးပဲငကားမျိုးနွယ်တွေငကားပြိုးထောင်ခြင်းပြစ်ခတ်မှုအတက်ကိုအတုံးချပြီးအဲ့တစ်လုံးကြီးကိုအေးရမလှမ်းလှမ်းရှိတက်လက်လို့ဘလူးကြီးစီကိုပြစ်လွတ်လိုက်တာပါဒီနီးစနစ်ကယူရှင်းပါတယ်သူ့ရဲ့လက်ရှိခဏကိုအခြေအနေနဲ့ဆိုအထီးရောက်ဆုံးပါပဲဒါပေမဲ့တစ်လုံးတစ်လုံးနဲ့တော့ကျဲ3ဝင်းအဆင့်ကြောက်ဘလူးကြီးကိုမနှိမ့်နိုင်ဘူးဆိုတော့သူသိရကြောင်းသူကရှေ့ကိုဆက်တိုးလာခဲ့ပါတယ်
ကျော်ကြီးကွင်းမြင်နဲ့ရောက်လာတဲ့အခါမှာတော့လမ်းကစ်ကအော်တုံးလို့ဆိုတဲ့သူ့စီကိုပြေးလာခဲ့ပါတယ်ကျော်ကြီးကအဖွဲသားအားလုံးတစ်ချက်ပဲဝှေ့ကြည့်လိုက်ပြီးအားလုံးအသက်ရှင်နေသေးတာအတီးပြူးလိုက်ပါတယ်ကျော်ကြီးရဲ့အာယုံကဘလူးကြီးစီကိုရောက်သွားပြန်ပါတယ်ဒီကောင်ကစွမ်းပြင်းပေမဲ့အသက်တက်မရှိပဲကြောက်တုံးတွေထဲမှာစွမ်းအင်တွေစူးစီးထားတဲ့အကောင်လေးတစ်ကောင်မှလို့တွေးနေပါတယ်ဘလူးကြီးကရုတ်တရက်တက်ခတ်လိုက်တဲ့အခါမှာတော့လန်ကစ်နဲ့လိုက်ကာတို့ကထိတ်လန့်သွားပြီးမှကျော်ကြီးကတော့နောက်ကိုတလန့်မှမဆုပ်ပဲသူဟာလက်တစ်ဖက်ကိုပဲမြှောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘလူးကြီးရဲ့ AM လက်သီးကြီးကကျော်ကြီးရဲ့လက်ဖွားနဲ့ထိတ်တိုက်ထိုးမိသွားတာပါအချိန်ကြောင့်ကျော်ကြီးရဲ့ခြေထောက်အောက်ကမြေကြီးတွေကအကွဲကြောင့်ထသွားပြီးပဝန်းကျင်ကတစ်ပင်တွေတော့တုန်ခါသွားပါတယ်ဒါပေမဲ့ကျော်ကြီးကအေးဆေးပါပဲသူကအေးဆေးဆေးပဲဒီကြောက်တုံးရဲ့မာကျော်မှုကိုစမ်းတက်နေတာပါဒီကောင်ကိုတာမန်အားနဲ့ချေမုန်းဖို့ကတော့မလွယ်ဘူးအချိန်ဟွာကိုတုံးပြီးထိုးဖောက်ပါမယ်ဆိုတော့သူတိလိုက်ပါပြီအဲ့ဒါကြောင့်ပဲကျော်ကြီးကဘလူးကြီးရဲ့လက်မောင်းအေးဆေးဆေးပဲဘေးကိုတွန်းဖယ်လိုက်ပါတယ်အားကုန်နေတဲ့လိုက်ကနဲ့ဂလန်ကစ်တို့ကတော့ကြောင်ကြီးနေမိပါတယ်သူတို့ကအသေးတန်ရင်ဆိုင်နေရတဲ့ဘလူးကြီးကိုကျော်ကြီးကတော့အနှောက်အယှက်တစ်ခုလိုပဲသဘောထားနေတာပါဘလူးကြီးကနောက်တစ်ချိန်တိုက်ခိုက်လာတဲ့အခါမှာကျော်ကြီးကထိတ်တိုက်ပြန်တိုက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်ထိုးမိတဲ့အတန်တောတစ်ခုလုံးဟိမ့်ထွက်သွားစေပါတယ်လေတိုင်းတွေကြောင့်မြေကြီးတွေလွင့်စင်သွားပြီးကျော်ကြီးရဲ့လိုက်ကာတို့အဖွဲ့တိုက်ပွဲတံမထီအောင်လို့ဆိုပြီးဘေကင်းရအောင်အရင်ဆုပ်ဖို့လမ်းကြောင်းဖွင့်ပေးလိုက်ပါတယ်လိုက်ကာကဒါကိုချက်ချင်းသဘောပေါက်ပြီးအဖွဲ့သားတွေကိုခေါ်ပြီးအဝေးကိုဆုတ်ခွာသွားပါတော့တယ်ကျော်ကြီးကသူတို့တွေဘေကင်းသွားပြီးဆိုတာတေချာသွားတဲ့အခါမှာပဲကျော်ကြီးရဲ့မျက်နှာပေါ်ကအပြုံးတွေကပျောက်ကွယ်သွားပါတော့တယ်တကယ်ပဲအခုမှတိုက်ပွဲအစ်စ်မှစားတော့မှမလို့ပါကျော်ကြီးဟာသူ့ရဲ့ခြေထောက်တွေကိုမြေပြင်မှာခိုင်ခံမြဲမြဲနင်းထားလိုက်ပြီးခဏကိုရဲ့စွမ်းအားလုံးကိုစူးစီးကတစ်ချက်ထဲနဲ့ပြင်းထန်လာတဲ့တိုက်ကွက်ကိုဖော်ထုတ်လိုက်ပါတော့တယ်ကြောက်ဘလူးကြီးရဲ့အေယမခဏကမြေပြင်ပေါ်ကနေလွင့်ထွက်သွားပါတော့တယ်အချိန်ပြင်းပြင်းနဲ့လွင့်သွားတဲ့အဲ့ဒီခဏကိုကြီးကလမ်းကြောင်းမှာရှိတဲ့ကြောက်တုံးတွေကိုကြိတ်ချပြီးမြေပြင်မှာအကွဲကြောင်းအရှိကြီးတွေဖြစ်ပေါ်စေခဲ့ပါတယ်အပြက်စီးတွေကြားထဲကနေဘလူးကြီးပြန်ထားဖို့ရုန်းကန်နေချိန်မှာကျော်ကြီးကအနီးကပ်စောင့်ကြည့်နေပါတယ်ဘလူးကြီးရဲ့အပေါ်ရန်အကာအကွယ်တွေတကယ်ပဲမာကျော်လွန်းလာတာကြောင့်ကျော်ကြီးရဲ့စိတ်ဝင်စားမှုကိုပိုပြီးမြင့်တင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ကျော်ကြီးရဲ့လက်သီးတွေမှာရှင်ဝါရီတောက်ပလာပြီးသူ့စိတ်ထဲမှာအမေကွန်းတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့အပြင်ခွန်အားသာအလောက်မာနေအတွင်းပိုင်းအောင်ဘလူးနေမလဲဆိုတာပါသူဟာလီဘောခုံတက်လိုက်ပြီးဘလူးကြီးအပေါ်တက်တက်ကနေငကားဖြက်စီခြင်းတိုက်ခိုက်ရေးအတက်ရဲ့ပထမဆုံးပုံတယ်ဖြစ်တဲ့ပထမကဘာဆိုပြီးထိုးချလိုက်ပါတယ်သူ့ရဲ့လက်တီးကဘလူးကြီးနဲ့ထိမိသွားတဲ့အခဏလေးမှနဲ့ပြင်းထန်တဲ့အလင်းနဲ့ပေါက်ထွက်လာပြီးတိုးတစ်ခုလုံးကတုံခါသွားပါတယ်ဘလူးကြီးရဲ့အပြင်ဘက်ကကြောက်သားအကာအကွယ်တွေကတော့အစိမ့်စိမ့်မောင်ကွဲထွက်သွားပေမဲ့ထိခိုက်မှုကတော့အတွင်းပိုင်းမှာပါဒီတိုက်ကွက်ဟာအပြင်ကနေတဖြည်းဖြည်းချင်းတိုက်စားသွားတာမျိုးမဟုတ်ပဲစူးစီးထားတဲ့စွမ်းအားတွေကိုအတွင်းထဲအထိဓာတ်ရိုက်ထိုးဖောက်ဝင်ရောက်သွားပြီးအတွင်းပိုင်းကနေအားလုံးဖောက်ခွဲပစ်လိုက်တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဘလူးကြီးရဲ့ကျော်ကြီးရဲ့ထိုးချက်ကြောင့်ပဲတစားကြီးမွားပျက်စီးသွားခဲ့ရပါတယ်ကျော်ကြီးကတော့တပ်ပြင်းလေးကိုအသာချလိုက်ရင်သူ့စိတ်ထဲမှာကြည်နူးမှုကိုခံစားလိုက်ရပါတယ်အဲ့ဒါကတော့သူဖြစ်ချင်တဲ့အတိုင်းတိုက်ကွက်ကကွက်တီဖြစ်သွားခဲ့လို့ပါဒီတိုက်ပွဲတွေဖြစ်သွားပြီးတလားခန့်ကြာမှာတော့အေရီယာနန်းတော်ရဲ့ခန်းနာတဲ့စင်ညာလန်းတွေပေါ်မှာကျော်ကြီးရဲ့လမ်းရှောင်းနေပါတယ်သူ့ရဲ့မျက်နှာမှာတော့စိတ်အနှောက်အယှက်ဖြစ်နေတဲ့အရေးရောင်တွေရှိနေပါတယ်အကြောင်းကတော့သူမသွားခြင်းနဲ့ခေါ်ယူမှုတစ်ခုကြောင့်သူ့ရဲ့လေ့ကျင့်ခန်းတွေပြတ်တောက်သွားလို့ပါအဲ့ဒီခေါ်ယူရတဲ့အကြောင်းအရာတော့အစိမ့်နှကားတောင်ရဲ့ဆောင်းဝဲပြီးဆုံးသွားလို့ပဲဖြစ်ပါတယ်ကျေသုံးဝင်အစဉ်ကြောက်ဘလူးကြီးရုတ်တရက်ပေါ်လာခဲ့ပြီးမှနောက်ထပ်အစုလိုက်အပြုံလိုက်တိတ်ဆုံးမှုမျိုးတော့ထပ်မဖြစ်ချင်ခဲ့ပါဘူးဒါပေမဲ့ဒီစမ်းသပ်မှုကတကယ်ကိုရက်ဆက်လွန်းလာပါတယ်ဝင်းဖြစ်တဲ့အကြောင်းသားတွေထဲမှာ30ရာခိုင်နှုန်းပဲတလားတိုင်အောင်အသက်ရှင်ကြံရည်ခဲ့လို့ပါဒါပေမဲ့အသက်ရှင်ကြံရည်သူတိုင်းဟာလည်းအနေရွယ်တွေကြားမှာအမြဲတမ်းကျင်လည်ခဲ့ရတာကြောင့်ကျေတဝင်းအဆင့်ကိုအလိုလျောက်ရောက်ရှိသွားကြပါတယ်ကျော်ကြီးရဲ့ဖေးမှာတော့အဖရာကလိုက်ပါလာပြီးအခြေအနေတွေကိုရှင်းပြနေပါတယ်။ဆောင်းမိုးဝဲအတွင်းမှာကျော်ကြီးလုပ်ခဲ့တဲ့လုပ်ရက်တွေအားလုံးကမိသားစုခေါင်းဆောင်ပိုင်းအားလုံးရဲ့အာရုံစူးစိုက်မှုကိုရရှိသွားလို့ပါ။သူဟာစံတမ်းမှုရဲ့စီးမြင့်တွေကိုဖျက်ဆီးလိုက်တာမဟုတ်ပဲစံတမ်းမှုရဲ့ပုံစံတူတစ်ခုလုံးပြောင်းပြန်လှန်ပစ်လိုက်တာပါ။မူလအစီအစဉ်ကစီနီယာတွေကဂျူနီယာတွေစီကနေပုံဆောင်ကြောက်ခဲတွေကိုလိုက်လူရမှာဖြစ်ပေမဲ့ကျော်ကြီးကတော့အဲ့ဒီအဆင့်တန်းတွေကိုပြောင်းပြန်လှန်ပြီးစီနီယာတွေကိုပြန်ပြီးအမဲလိုက်ခဲ့လို့ပါ။ကျော်ကြီးကိုရင်ဆိုင်ခဲ့ရတဲ့စီနီယာတိုင်းကရှုံးနေခဲ့ရပြီးဘယ်သူမှသူစီကနေပုံဆောင်ကြောက်ခဲတွေကိုမလူယူနိုင်ခဲ့ပါဘူး။ဒါဟာစီနီယာတွေအတွက်တော့ဘယ်တော့မှမရရှိခဲ့ဘူးတဲ့အဆက်ရမှုပါ။ကျော်ကြီးဟာရေးသားထားတဲ့စီမင်းတွေကိုဖောက်ဖျက်ခါမျိုးမရှိခဲ့ပေမဲ့ဂျူနီယာတယောက်ကဒီလောက်ထိရဲတင်းနေလုံးမလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။အဖရာကကျော်ကြီးကိုတတိပေးလိုက်ပါတယ်။သူ့ရဲ့အစင်တန်းတွေကိုဂရုမစိုက်တဲ့လုပ်ရက်တွေကြောင့်အခုဆိုရင်သူကအနီးကစောင့်ကြည့်ခံနေရပြီဖြစ်ကြောင်းမိသားစုခေါင်းဆောင်ကဒါကိုလွယ်လွယ်နဲ့လွတ်ထားမှာမဟုတ်ပါဘူးလို့ခေါင်းဆောင်ရဲ့ရုံးခန်းတကားဝရှိရောက်တဲ့အခါမှာတော့သူကစကားဆင်းရင်ပြောပြီးသူမဟာတက်တောင်းတတိပေးလိုက်ပါတယ်။ဘာလို့ဆိုငကားမျိုးနွယ်စုရဲ့ခေါင်းဆောင်ရှိမှစကားမှားသွားခဲ့ရင်အပြစ်ကြီးပေးရနိုင်လို့ပါအဖရာကဘာပဲပြောကျော်ကြီးကတော့ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့ပါအဖရာကတကားကိုခောက်ပြီးအမေတိုင်းကျော်ကြီးကိုခေါ်လာပါပြီဖြစ်ကြောင်းအလေးနဲ့အကြောင်းကြားလိုက်ပါတယ်အတွင်းထဲမှာတော့ခံညာရဲ့ထဲဝါလာတဲ့အတန်နဲ့ဝင်ခဲ့ဖို့ခွင့်ပြုလိုက်ပါတယ်ငကားမျိုးနွယ်စုရဲ့ခေါင်းဆောင်ပဲစာအဲရာကတော့သူရေးလက်ဆက်စာသားတွေကိုအဆုံးတက်လိုက်ပြီးမော့ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အိတ်ဆက်ပြီးတည်ငြိမ်တဲ့အကြည့်ကကျော်ကြီးစီမှာပဲရက်တန့်သွားပါတယ်သူဟာကျော်ကြီးကိုစီနီယာတွေကိုတိုက်ခိုက်ခဲ့တဲ့ကိစ္စကိုချက်ချင်းပဲစတင်မေးမြန်းလိုက်ပါတယ်ကျော်ကြီးကတော့ဘာကူမှကြောက်ရွံ့နေတဲ့ပုံမပြပဲအေးအေးဆေးဆေးပဲရက်နေပါတယ်သူကတောင်းပန်မဲ့အစားမေးခွန်းတစ်ခုကိုပဲပြန်မေးလိုက်ပါတယ်စီနီယာတွေကိုပြန်မတိုက်ရဘူးလို့စီမင်းနဲ့မှအတီလင်းတားမြစ်ထားတာရှိလို့လားဆိုတာကိုမေးလိုက်တာပါကျော်ကြီးရဲ့မေးခွန်းကိုကြားလိုက်တဲ့အခါမှာတော့ဘယ်ဆိုင်အကြည့်တွေကအေးဆက်သွားပါတော့တယ်ကျော်ကြီးကတော့အေးအေးဆေးဆေးပဲဆက်ပြောပြနေပါတယ်စာမီဘွဲရဲ့စီကံတွေထဲမှာအစိမ့်နှကားတောင်းထဲမှာတလားကြောင်အသက်ရှင်ရမယ်ပြီးတော့ကိုယ့်ရဲ့ပုံစောကြောက်ခဲကိုကာကွယ်ရမယ်ဆိုတာပဲရှိတာပါတခြားပါကန်းတစ်ချက်မှမရှိခဲ့တာကြောင့်သူကအဲ့ဒီပေါင်ထဲကနေလွတ်လွတ်လပ်လပ်လှုပ်ဆောင်ခဲ့တာပါလို့ကျော်ကြီးရဲ့ဆိုပါတယ်အကယ်လို့တစုံတရာတော့အပြုမှုတွေကိုလက်မခံနိုင်ဘူးဆိုရင်အစကတည်းကအတီလင်းသတ်မှတ်ထားတင်တာပေါ့လို့သူကအေးအေးဆေးဆေးပဲပြောပြလိုက်ပါတယ်ကျော်ကြီးရဲ့စကားတွေကိုကြားလိုက်ရတဲ့အဖရာတယောက်ကသူ့ရဲ့စောင့်တက်သွားသလိုခံစားလိုက်ရပါတယ်ဒီလိုမျိုးပြောင်ကြပြောဆိုနေတာရန်စတာနဲ့အတော်လေးနီးစပ်နေလို့ပါ
သူမှဝင်မတားခင်လေးမှာပဲဘယ်စာရဲ့စိတ်ရှိမှုကကုံဆုံးသွားပါပြီပြင်းထန်လာတဲ့ငကားအရှင်ဝါတွေကရုံငန်းအတွင်းမှာရုတ်တရက်ပေါက်ကွဲထွက်လာပါတယ်ဖီအားကပြင်းထန်လွန်းတာကြောင့်အဖရာတယောက်ဒူးထောက်ကျသွားပြီးတကိုယ်လုံးတုံရင်းနေပါတယ်လေကိုတော့အသေးစံရှူနေရတဲ့သူမအရှင်ဝါသာအခုတည်းနည်းနည်းလေးပိုပြင်းသွားကြော်ကြီးကတော့အစနာတော်ကျမ်းမှာမဟုတ်ဘူးလို့တွေးနေမိရပါဒါပေမဲ့ထူးဆန်းတာအကြော်ကြီးကတော့လုံးဝပုံတော်မပြတ်ပါဘူးပြင်းထန်တဲ့အရှင်ဝါတွေကသူ့ကိုလေပြင်းတစ်ချက်တိုက်သွားတယ်လို့မျိုးပဲဖြတ်တန်းသွားတာပါသူကတော့မတည့်ရက်နေသေးပါကြော်ကြီးရဲ့မျက်နှာမှာကတော့သူ့ကိုအခုလိုမျိုး6လမ်းဖို့ကြိုးစားတာကိုသဘောမကျလို့စိတ်အနှောက်အယှက်ဖြစ်တဲ့အရေးအယောင်တွေပဲရှိနေတာပါကျော်ကြီးကတော့ခေါင်းအနေငယ်ဆောင်ပြီးဒီလိုမျိုးအသေးဖွဲဆွဆွဲချက်လေးကိုပြောဖို့အတွက်ကျွန်တော်ခေါ်လိုက်တာလားလို့ခက်ပြက်ပြက်ပဲမေးလိုက်ပါတယ်အဲ့ဒီအခါကျမှအရှင်ဝါကြီးပြန်လဲဆုတ်ခွာသွားပြီးတိတ်ဆိတ်ချင်းပြန်လဲစိုးမိုးသွားပါတော့တယ်ဘယ်စာဟာသူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီးမြကျော်ကြီးပေါ်ထားတဲ့သူ့ရဲ့အာယုံစူးစိုက်မှုတွေကတော့ပိုပြီးဆူရှာလာပါတယ်အစီအခံစားတွေအရတော့ကျော်ကြီးကစီနီယာတွေကိုနှိမ်နှင်းခဲ့ရုံနဲ့မကပဲခြေသုံးဝင်အဆင့်ကြောက်ဘလူးကြီးကိုပါဖြစ်စည်းခဲ့နိုင်လို့ပါဒါဟာသူ့ရဲ့အသက်အရွယ်နဲ့အဆင့်တန်းရဆိုရင်မဖြစ်နိုင်တဲ့အရာဖြစ်လို့ပါပိုပြီးစိုးရင်စရာကောင်းတာမိသားစုကောင်းဆောင်ရဲ့အရှင်ဝါအပြည့်အောက်မှာရောက်နေရတော့မှကျော်ကြီးကလုံးဝတုံ့နှုံမှုမရှိတာပါဘေစာကအမှန်တရားကိုသိချင်နေတာပါမျိုးဆက်စက္ကန့်သူစင်ရင်ထဲမှာတော့မပါတဲ့ကလေးတယောက်ကဘလို့လုပ်ပြီးဒီလောက်ထိအင်အားကြီးနေရတာလဲဆိုပြီးတွေ့ရင်ဘေစာကစိုက်ကြည့်ပြီးမေးတဲ့အခါမှာတော့ကျော်ကြီးကရှောင်ထွက်မသွားပဲသူ့အဖေရဲ့မျက်လုံးတွေကိုတစ်တစ်စိုက်ကြည့်ကဒီအစွမ်းတွေဘယ်ကလာတယ်လဲဆိုတော့အဖေတကယ်သိချင်တာလားလို့တီတီငင်ငင်ပဲပြန်မေးလိုက်ပါတယ်ပြီးတော့သူကအဖေတစ်ခုကိုပေးလိုက်ပါတယ်ကျွန်တော်ရဲ့အင်အားကကျွန်တော်ဖြစ်နေလို့ပဲရလာတာတခြားဘာမှမရှိပါဘူးလို့သူကခက်တိုးတိုးပဲပြောပြလိုက်ပါတယ်အဲ့ချိန်မှာတော့ဘေစာကဘာမှပြန်မပြောနိုင်ပဲခဏတည်းတိတ်ဆိတ်သွားပါတယ်တာဖတ်နှစ်ယောက်ကြားကအကွာဝေးရကျမ်းမြေပေါ်ကြောက်ပြားတွေထပ်ပိုးပြီးဝေးကွာနေတယ်လို့ပါပဲနောက်ဆုံးမှာတော့ပေစာကတက်ပြင်းတက်ချက်ချလိုက်ပါတယ်အစီခံစာတွေကချက်ကပြောထားတာမဟုတ်ဘူးဆိုတော့သူသိလိုက်ပါပြီကျော်ကြီးရဲ့ဇာတ်ကတကယ်ပဲကန်တွေရခက်ခဲပါတယ်ဒါပေမဲ့သူလုပ်ပြခဲ့တဲ့အောင်မြင်မှုကိုတော့ညင်းလို့မရပါဘူးကျေသုံးဝင်အစဉ်ဘလူးကြီးကိုနှိမ်နှင်းခဲ့တာကိုအတိမပြူကိုထိုက်တန်ပါတယ်လို့သူကပြောပြီးဒါကြောင့်ပေစာကကျော်ကြီးကိုသူနှိမ့်သက်ရစုတစ်ခုရွေးချယ်ဝင်ပေးလိုက်ပါတယ်ပေစာကငကားရတနာတိုက်ထရရတနာတစ်ခုယူမလားဒါမှမဟုတ်ငကားခမ်းမရဲ့ဒုတိယအဆင့်ဝင်ရောက်ခွင့်ယူမလားဆိုတော့မေးလိုက်တဲ့အခါမှာအဖရာကအံ့ဩသွားပါတယ်အနေရနှစ်ခုလုံးကနဂါမိသားစုရဲ့အမီးမြတ်ဆုံးနေရာတွေဖြစ်လို့ပါနဂါခမ်းမှာရှေးအောင်ကျန်းစာတွေရှိတယ်လို့ရတနာတိုက်မှာလည်းရှေးခေတ်ခေါင်းဆောင်တွေရဲ့လက်နက်တွေအဖိုးတန်စေးဝါးတွေနဲ့ရှားရခက်တဲ့ရှေးအောင်ပစ္စည်းတွေရှိလို့ပါဒီလိုမျိုးအထူးခွင့်ရေးပေးတာတော့ကျော်ကြီးကတော့ကျေးဇူးတင်ဖို့မပြပါဘူးအဲ့ဒီအစားစုပေးမယ်ဆိုရင်တဝက်တစ်ပြတ်မပေးသင့်ပါဘူးလို့နှစ်ခုလုံးပေးသင့်တာပါလို့နောက်ပြောင်းတယ်လို့ပြောလိုက်ပါသေးတယ်ဘယ်စာကတော့ချက်ချင်းပဲညင်းဆို့လိုက်ပဲတခုပဲရမယ်လို့ပြက်ပြက်သားသားပြောကထွက်သွားဖို့အချက်ပြလိုက်ပါတယ်အဖရာကပြန်မှုပြင်ပေမဲ့ကျော်ကြီးကတော့မလုံမရှက်ပါပဲသူကစကားမဆုံးသေးသလိုမျိုးလက်တစ်ဖက်ကိုမြှောက်လိုက်တဲ့အခါအဖရာတယောက်ထိတ်လန့်သွားပါတယ်သူကထပ်ပြီးစကားမမှားခင်ပါတယ်သူကအမြန်ကြားဝင်ပြီးသူကိုယ်တိုင်ကျေးဇူးတင်ပါတယ်အကြောင်းပြောပြီးတောင်းပန်စကားဆိုလိုက်ပါတယ်ပြီးတော့ကျော်ကြီးလက်မောင်းဆွဲပြီးခေါ်ထုတ်သွားဖို့ပြင်မာတော့တယ်ဒါပေမဲ့သူမကဆွဲခေါ်ထုတ်သွားတော့မယ့်အချိန်မှာကျော်ကြီးနောက်ဆုံးစကားတစ်ခုကိုပြောခဲ့ပါတယ်ဘယ်စားအနေနဲ့သူ့ရဲ့ခန်းစားချက်တွေကိုတလောက်ထိတင်းတင်းကြပ်ကြပ်ဖိနှိပ်ထားမယ်ဆိုရင်တော့သူ့ရဲ့နီးစနစ်တွေကဘလောက်ပဲကောင်းမွန်နေပါစေသူ့ရဲ့အင်အားကဘလောက်ပဲကြီးမားနေပါစေသူဘယ်တော့မှဒီထက်ပိုပြီးမတမ်းမလိုက်နိုင်တော့ဘူးဆိုပြီးပြောခဲ့တာပါဒီစကားလုံးတွေကထိမှန်သွားတာကြောင့်ဘယ်စားရဲ့ဒေါသတွေကပေါက်ခွဲထွက်လာပါတယ်ဘယ်စားရဲ့ငကားရှင်ဝါတွေကတခန်းလုံးလှမ်းချုံသွားခဲ့ပါတယ်ဒါပေမဲ့တခဏလေးတွေမှာတခြားရှင်ဝါတကူကအဲ့ဒေါသကိုပြန်လဲတုံ့ပြန်လိုက်လို့ပါကျော်ကြီးရဲ့မြင့်မြတ်တဲ့ငကားရှင်ဝါတွေကအားဆိုင်စရာမလိုပဲထွက်ပေါ်လာပြီးမိဘလေးတစ်ခုလိုမျိုးနှိမ့်သက်လိုက်တယ်လို့မျိုးဘယ်စားရဲ့ပေါက်ကွဲမှုကိုဖိနှိပ်ပစ်လိုက်လို့ပါအဖရာကတော့ကြောက်လန့်ပြီးတကူလုံးတုံရင်းနေပါပြီတော်ပါတော့လို့တူတူလေးပြောရင်ကျော်ယူအခန်းပြင်မဲ့ရအောင်အတင်းတွန်းထုတ်လိုက်ပါတယ်သူတို့နောက်မှာလေးလန်းလာတဲ့တကားကြီးဝုန်းကလင်းနဲ့ပိတ်သွားလိုက်တဲ့အခါမှာပဲအသက်ရှူချက်စရာဖီအားတွေကလွတ်မြောက်သွားပါတော့တယ်ဇင်းညံနံပေါ်ရောက်တာနဲ့အဖရာရဲ့စိတ်ရှိမှုတွေအကုန်ကုံဆုံးသွားပါတယ်သူမကကျော်ကြီးဘက်ကိုလှည့်ပြီးဒေါသတကြီးနဲ့မယုံနိုင်တယ်လို့ကြည့်လိုက်ပါတယ်ငါတလောက်ထိတတိပေးထားတာကိုမိသားစုကောင်းဆောင်ကိုဘလို့တောင်ရန်ရန်ဆန်ဆန်ပြောရတာလဲဆိုပြီးအပြစ်တင်มาတော့တယ်ကျော်ကြီးရဲ့လောရက်ကငကားမျိုးနွယ်စုရဲ့အဆင့်အလားအဆင့်အတန်းနဲ့တတ်မှတ်ချက်တွေအကုန်လုံးချိုးဖောက်လိုက်လို့ပါကျော်ကြီးကတော့မျက်တောင်လေးတစ်ခက်ခက်နဲ့နားမလည်နိုင်တယ်လို့ဖြစ်နေပါတယ်သူ့အမြင်မှာတော့သူကအတော်လေးထင်းထင်းသေးသေးပြောခဲ့တယ်လို့ယူဆနေတာပါကျော်ကြီးရဲ့စကားတွေကြောင့်ပဲသူမအံ့ဩလို့လဲကြမ်းမတက်ဖြစ်သွားပါတယ်မင်းကတခြားဆရာတွေနဲ့လူကြီးတွေကိုတော့ရင်ကြီးကြီးဆက်ဆံပြီးမိသားစုကောင်းဆောင်ကြောင့်ဘာလို့အဲ့လောက်ထိရဲတင်းနေရလဲလို့သူမမေးပါတယ်ကျော်ကြီးအတွက်ကတော့အဖေကရိုးရိုးလေးပါပဲဘယ်စာအဲရာကမိသားစုကောင်းဆောင်နေမဟုတ်ပဲသူကကျွန်တော်ရဲ့အဖေလေဒါကြောင့်သူ့ကိုတခြားသူတွေနဲ့မတူပဲကွဲပြားဆက်ဆံတာပေါ့တဲ့အဖရာတယောက်ကတော့ဘာပြောရမှန်းမသိအောင်စွန့်အားသွားပါတယ်ကျော်ကြီးရဲ့အင်အားနဲ့တည်ငြိမ်မှုတွေကိုကြည့်ပြီးသူမကတော့မင်းကတာမန်ကလေးတယောက်မဟုတ်တာကိုသိရပါတယ်လို့ရေရွတ်လောက်ပါတယ်နောက်ဆုံးမှာတော့ဆက်စုချင်းစိတ်ကသူမကိုလွှမ်းမိုးသွားပြီးမင်းကတကယ်ဘာတူလဲလို့မေးလိုက်တဲ့အခါကျော်ကြီးကတော့အရင်တိုင်းပါပဲကျွန်တော်ကကျော်ကြီးပါပဲလို့အထက်လည်းမပိုးတယ်လို့ကျွန်တော်အထက်လည်းမရော့ပါဘူးလို့ပြောလိုက်ပါတယ်နဂါမျိုးနယ်ကမွေးဖွားလာတဲ့ကလေးတိုင်းငယ်စဉ်ကလေးအရှိအောင်နဂါသွေးနဲ့ပြုစုပြောထောင်ခဲ့ရပါဒါပေမဲ့ဘယ်မျိုးဆက်ကမှမိသားစုကောင်းဆောင်ရဲ့အရှင်ဝါရှိမှမတုံမလုံးရက်နိုင်တဲ့သူဆိုတာမရှိခဲ့ဘူးပါဘူးဘေစာအဲရာရဲ့အရှင်ဝါနဂါဖရင်တစ်ပါးရဲ့အရှင်ဝါမျိုးဖြစ်ပြီးရှေးအောင်နဂါတွေထက်တောင်မှတာလွန်တဲ့ဖြစ်တည်မှုမျိုးပါကျော်ကြီးကတော့အဲ့ဒီဖီယာအောင်မှာပြိုလဲသွားမယ်အစားဘာမှမဖြစ်တယ်လို့ရှိနေတာမျိုးကဘယ်လိုတတော်မျိုးမို့လို့နဂါဖရင်ရှိမှဒီလောက်တည်ငြိမ်နေရလဲဆိုတဲ့အတွေ့အသူမောက်ထိခိုက်စေခဲ့ပါတယ်သူမတိတ်ဆိတ်သွားတာကိုကြည့်ပြီးကျော်ကြီးကတခုမှားနေလို့လားဆိုပြီးပေါ့ပါပါမေးလိုက်ပါတယ်အဖရာကတော့ဘာမှမဟုတ်ပါဘူးအပြင်ဘက်မှာပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ကျော်ကြီးကမူဖွားခြင်းမှတ်တမ်းတွေကိုအသေးစိတ်ကနေပြန်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီထဲမှာတော့အဖြစ်တစ်ခုရှိနေမှာပါလို့သူမယုံကြည်နေပါတယ်ပြီးတော့သူမကအကြောင်းအရာတစ်ခုကိုပြောင်းမေးလိုက်ပါတယ်ဘယ်စုကိုရွေးမလဲလို့မေးလိုက်တာပါကျော်ကြီးကတော့နှစ်ခုလုံးယူလို့မရဘူးလားလို့ထပ်မေးလိုက်ပါတယ်သူမကတော့ချက်ချင်းညင်းလိုက်ပြီးခဏစဉ်းစားပြီးတဲ့နောက်မှာတော့ကျော်ကြီးကငကားခမ်းမကိုပဲရွေးချယ်လိုက်ပါတယ်သူ့အတွက်ကတော့ရှေးအောင်ပစ္စည်းတွေထက်အသိပညာတာပိုပြီးတန်ဖိုးရှိလို့ပါသူ
သူပြောက်ဆုံးသွားခဲ့တဲ့နှစ်ပေါင်း1000အတွင်းမှာစေပညာတွေဘယ်လောက်တိုးတက်လာပြီလဲတိုက်ခိုက်ရေးလမ်းစဉ်တွေဘယ်လိုပြောင်းလဲသွားပြီလဲဆိုတာပြီးတော့လက်ရှိကမ္ဘာစနစ်တွေနားလည်ဖို့လိုအပ်နေလို့ပါအဲ့ဒီအချိန်မှာလန်ကတ်တယောက်ကအလွန်အမင်းစိတ်လှုပ်ရှားစွာနဲ့ရောက်လာပါတယ်ငကားခမ်းမတွေကိုခြေချခွင့်ရမယ်ဆိုတဲ့အတွေ့အကြုံသူ့အတွက်တော့အိမ်မက်တစ်ခုလိုပါပဲသူလေ့ကျင့်နေတဲ့ငကားတိုက်ခိုက်ရေးအတက်နဲ့လှန်တိုင်းပညာတွေကအင်အားကြီးပေမဲ့ဒီထက်မြင့်မားတဲ့ပညာရက်တွေကိုလေ့လာခွင့်ရတော့မယ်ဆိုတော့သူပြောနေပါတယ်မကြခင်မှာပဲလိုက်ကားလေးရောက်လာပြီးခမ်းမတွေမှာရှိနေမဲ့အချိန်တိုင်းအကျိုးရှိအသုံးချဖို့ဆေးရထက်သန်စွာပြောနေကြပါတယ်အချိန်အားကန့်သက်ထားတာမို့ထိရောက်ဖို့လိုတယ်လို့ပြောပြနေပါတယ်ကျော်ကြီးတယောက်တည်းပဲဒုတိယတော့ကိုဝင်ခွင့်ရမှာဖြစ်ပြီးသူတို့အဖွဲ့ကတော့ပထမတက်မှာပဲလေ့လာခွင့်ရမှာပါစီကံတွေကအရန်တင်းကျပ်ပြီးလူတယောက်ကိုစားတော့ပဲအပြင်ငှားထုတ်ခွင့်ရှိပါတယ်တတ်မှတ်ထားတဲ့အချိန်အတွင်းမှာတော့ကြိုက်တဲ့လောက်ဖတ်ခွင့်ရှိပါတယ်ကျော်ကြီးကတော့တောက်တီတီငိမ့်မဲ့နားထောင်နေပါတယ်လိုက်ကာကတော့ဘာလို့ငကားတက်ကိုမကြွေးပဲနဲ့ငကားခမ်းမောက်ယူရတာလဲလို့ကျော်ကြီးကိုနားမလည်နိုင်စွာနဲ့မေးလိုက်ပါတယ်လိုက်ကာကတော့ကျော်ကြီးအနေနဲ့အစွမ်းထက်တဲ့လက်နက်ကရိယာတစ်ခုကိုပဲရွေးချယ်လိုက်မယ်လို့ထင်ခဲ့တာပါကျော်ကြီးကတော့ယတနာတွေကဆွဲဆောင်မှုရှိအောင်ဝန်ခံပေမဲ့လက်ရှိအချိန်မှာတော့သူ့အတွက်အသိပညာပိုပြီးတန်ဖိုးရှိရလို့ပြန်ပြောပြခဲ့ပါတယ်လိုက်ကာကငကားခမ်းမရဲ့ဒုတိယတက်မှာပိုပြီးရှားပါတဲ့တိုက်ခိုက်ရေးကျန်းစာရှိကြောင်းနဲ့အစင်ရင်တော်တော်ကွာခြားကြောင်းရှင်းပြပါတယ်ဒါတော့မှသူမရဲ့လှည့်စီဓာတ်တိုင်းကိုတော့ဘယ်သူမှမကြော်နိုင်သေးဘူးလို့ယုံကြည်အပြည့်နဲ့ပြောနေပါသေးတယ်ကျော်ကြီးကတော့ဘာပြန်ပြောပဲငကားခမ်းမကြီးစီကိုပဲအာရုံစိုက်လိုက်ပါတယ်သူတို့ခမ်းမရှိရောက်တဲ့အခါအဆောင်ကသူတို့အတွက်အချိန်9နာရီရမှဖြစ်ကြောင်းနဲ့ခမ်းမထဲမှာတိတ်တိတ်စိတ်စားဖတ်ဖို့တတိပေးလိုက်ပါတယ်9နိုင်ဆိုတဲ့အချိန်ကလွန်တော့ပါမလားလို့ကျော်ကြီးကတွေးနေတော့မှာပဲလိုက်ကာကတခြားသူတွေဆိုရင်ဒီထက်တောင်အချိန်နေနေပဲရတာလို့ဆိုပါတယ်သူမကအထူးဦးစားပေးရမှာကအပြင်ကိုငှားထုတ်မဲ့စာအုပ်တုံးကိုအရင်ရွေးဖို့ဖြစ်ပြီးကျင်းတဲ့အချိန်မှာတော့စာအုပ်တွေကိုတက်နိုင်တဲ့များများဖတ်ဖို့တိုက်တွန်းပါတယ်လန်ကေကတော့စာအုပ်အများကြီးကိုမှတပြိုင်တည်းဖတ်နိုင်တဲ့ပါရမီရှင်အကြောင်းတွေကိုပြပြနေပေမဲ့သူ့ရဲ့ကြီးမဲ့ချက်ကတော့ရိုးရိုးလေးပါသူနဲ့ကိုက်ညီမဲ့တိုက်ခိုက်ရေးလမ်းစဉ်တစ်ခုရှာကျင်ခဲ့တာပါသူတို့ခမ်းမတွေကိုခြေချလိုက်တဲ့ခါမှာတော့ခမ်းမကြီးအကြီးမခမ်းနားမှုကြောင့်မှင်သက်သွားကြပါတယ်လန်ကေနဲ့ဆလီနာတို့ကပုံမြင်တွေထဲမှာပဲကြောက်ပြီးတဲ့ဒဏ္ဍာရီလာနေရာကြီးကိုမြင်လိုက်ရတဲ့အခါကြောက်ရွံ့တုန်လှုပ်စွာနဲ့ငေးကြည့်နေမိပါတော့တယ်အဆုံးမရှိတဲ့စာအုပ်စင်တွေပေါ်မှာရှေးအောင်ကျန်းစာတွေနဲ့ပရပိုက်တွေကိုမျက်စိတဆုံစီတန်းနေတာတွေ့ရပါတယ်ကျော်ကြီးကတော့စူဆောင်းထားတဲ့ကျန်းစာတွေကိုတခြားကြည့်ရှုလိုက်ပါတယ်သူထင်တာအထက်တောင်ကျန်းစာတွေကပုံများနေရကြောင်းသူ့နှုတ်ခမ်းပြမှာအပြောင်းလေးတစ်ခုပေါ်လာပါတော့တယ်ဒီနေရာမှာသူမတည်သေးတဲ့အရာတစ်တွေကိုရှာတွေ့နိုင်ကောင်းရဲ့လို့သူတွေးလိုက်ပါတယ်။နိုင်ပေါင်းများစွာအကုန်လုံးသွားချိန်မှာတော့သူဟာကျန်းစာပုံကြီးတွေကြားထဲမှာထိုင်တမိုင်းကြောင်တွေကိုလေးလာနေပါတယ်။မှတ်တမ်းတွေအရာသူရခင်ကသိထားတဲ့ပုံပြီးကျယ်ပြန့်တဲ့တမိုင်းကြောင်တွေရှိနေပါတယ်။အတိုင်းနာမဲ့တဲ့အကြောင်းတွေတခြားကဘာကနေမြေတွေနဲ့သူအရင်ကအကန့်အသတ်လို့ထင်ထားတဲ့ချိုးပေါင်းနိုင်တဲ့စွမ်းရည်အကြောင်းသူသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့ကျော်ကြီးလည်းအချက်လက်တွေများလွန်းတဲ့ကြောင့်ခဏနားလိုက်ပါတယ်။သူမရှိတော့တဲ့နှစ်ပေါင်း1000အတွင်းမှာစစ်ပွဲတွေတိုးတက်မှုတွေနဲ့ကပ်ပေးတွေအများကြီးဖြစ်ခဲ့တာပါ။အဲ့ဒီမှတ်တမ်းတွေထဲမှာတစ်ခုကသူ့အာယုံအဆွဲဆောင်နိုင်ဆုံးဖြစ်နေတာပါ။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ဖြစ်ပြီးကဘာနှစ်ခုကြာအကွဲကြောင်ကြီးပေါ်လာတာပါ။ဒီကဘာနဲ့ဗျံပရာနေမြေတို့ဆက်သွယ်မိသွားတဲ့အကြောင်းပါ။အဲ့ဒီဖြစ်ကပဲလူသားတွေရဲ့ကံကြမ္မာအကြီးကျယ်ပြောင်းလဲပစ်ခဲ့တာပါ။အဲ့ဒီတခြားကဘာကနေခေါ်လို့ခေါ်တဲ့ဘလူးတက်တော်ဝါကြီးဝင်ရောက်လာပါတယ်လူသားတွေကအသက်ရှင်ဖို့အတွက်သူတို့ကိုယ်တွေကထူးခြားတဲ့စွမ်းအားတွေကိုနိုးထလာစေရပါတယ်ငကားမိသားစုဟာလည်းအဲ့တိုက်ပွဲရဲ့ရှေ့တန်းမှာရှိနေခဲ့တာပါဗျံပရာနေမြေကစစ်တီတွေကပူပေါင်းတိုက်ခိုက်ရင်းနဲ့တန်ရုံးစင်တွေဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီကနေတဆင်တိုက်ဖိုနာလီဗီယက်ဘာဟာမတ်နဲ့ဖန်နော်လို့ခေါ်တဲ့ဒဏ္ဍာရီလာပုဂ္ဂိုလ်လေးကငကားမျိုးနွယ်စုနဲ့အိမ်အောင်ပြုတ်ခဲ့ပြီးကဘာနှစ်ခုရဲ့ကံကြမ္မာထာဝရရောနှောစေခဲ့ပါတယ်အဲ့ဒီကနေတဆင်အင်အားကြီးမားတဲ့မျိုးနွယ်စုလေးခုပေါ်ထွက်လာပြီးယနေ့ခေတ်အထိကဘာကြီးကိုအုပ်ချုပ်နေခဲ့တာပါကျော်ကြီးကဒီမှတ်တမ်းတွေကိုဖတ်နေတော့မှမှတ်ညက်တစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့သူရင်ဆိုင်ခဲ့ရတဲ့တောဝက်နဲ့အကြောင်းပါအဲ့တောဝက်ကိုဖုံးလွှမ်းထားတဲ့ထူးခြားတဲ့မျိုးကိုတွေကဒီကဘာမဟုတ်ပဲတခြားကဘာအရှင်ဝါတွေဖြစ်နေတာကိုသူသဘောပေါက်လိုက်ပါတယ်အဲ့ဒါဟာတဘာဝစွမ်းရင်မဟုတ်ပဲခော့စွမ်းရင်တွေဖြစ်နေတာပါပြီးတော့သူကလိုက်ကိုင်းလှဲစစ်အရှင်ဝါကြောင်းနဲ့တွေးမိသွားပါတယ်သူမရဲ့စွမ်းအားတာမန်တိုက်ခိုက်ရေးစွမ်းရည်နဲ့မတူပဲမတည်ငြိမ်တာဘာကြောင့်လဲဆိုတော့သူအခုမှသိလိုက်ရပါတယ်သူမရဲ့စွမ်းအားဟာဒီကဘာတစ်ခုလေးလာတာမဟုတ်ပဲတခြားကဘာရဲ့အမွှေးသက်တွေပါဝင်နေလို့ပါပဲဒါပေမဲ့အထက်ပိုပြီးသူအာယုံဖန်ဆားလိုက်တာတော့အမော်ပညာဆိုတဲ့အရာပါကျန်းစာတွေအရာဒါဟာဗျံပရာနေမြေနဲ့ဆက်သွယ်ပြီးမှပေါ်လာတဲ့တီးခြားစွမ်းရည်စနစ်တစ်ခုဖြစ်ပါတယ်ဒါဟာတိုက်ခိုက်ရေးအတက်လည်းမဟုတ်တယ်လို့ဝိညာဉ်ကျင်းစင်လည်းမဟုတ်ပါဘူးဒါဟာဒီကဘာပေါ်မှာအသစ်ထက်လောင်းလိုက်တဲ့ဤပညာအသစ်တစ်ခုဖြစ်တယ်လို့ပြင်ပလာတဲ့ထူးခြားတဲ့စွမ်းရည်တိစောက်ပုံဖြစ်နေပါတယ်